ဒီနေ့မှာတော့ကျွန်တော်ကမိုဘိုင်းလိကျ Global Number 1 Player အင်ဒိုနီးရှားဗျအလန်တော့အင်ဒိုနီးရှားနဲ့အဲနဲ့ကားတယ်ဗျမတိကေမိုတယ်မှာကျင်းက9259တဲ့ဗျဘလူများဆော်တာတော့ဗျအဲ့လောက်ကြီးများတော့သူ Number 1ဗျသူတို့ဆော့က Number 1 2 3 4မှာသူတို့ဆော့ကလူတွေကြီးပဲတာခါရူဖန်ရာစတာဖွားနာအလင်းနဲ့ကဟာသူတို့ဆော့ကလူတွေကြီးပဲနော်ထိတ်မှာတော့ Oh my god ရောင်ကြီးโอเค Global Number 1ရဲ့ roll ကိုသွားကြည့်မယ်ဗျ Oh my god သူ့ရဲ့ favorite တွေကတော့ Herrick ရယ် Grand ကြာရယ် Pia ရယ်ဗျ Oh my god သူ့ရဲ့အမြင့်ဆုံး star ဟာ9863 Oh my god 6000ပြည့်ကိုနည်းနည်းပဲလိုရတယ်ဟောလက်ရှိအဆင့်9286 Oh my god ဘလူးများတောင်ကျေတီတင်းထားတော့ကွာ Global Number 1 Player ပွဲစဉ်တွေကတော့လက်ရှိစီဇန်မှာတော့9686ပွဲအနိုင်ရရှိနှုန်းက Oh my god 96.31%ရာခိုင်နှုန်း MVP 1949က Legendary 1253ကစားပိတ်က108ခါပါ Oh my god မီနီယာက419ခါTriple K 1682ခါဟာတပည့်ကေးက9844ခါတဲ့ Oh my god ရှယ်ပါပဲဗျာ Oh my god အန်ဩစရာကြီးပါဗျာတကယ်ကိုအန်ဩစရာကြီးကြည့်ပွဲပေါင်းအောင်ကြည့်ပါဦးဗျာ9686ခါတဲ့ Oh my god အိုးတရက်ကိုဘယ်နှပွဲများဆော့အောင်ကွာရောကြီးကြည့်ပါဦးစီဇန်အလုံးကပွဲပေါင်း4000ခွဲတဲ့ဟာ Oh my god 49192ပွဲအနိုင်ရရှိနှုန်းပွဲစဉ်အောင်စုပေါင်း88.36ပါတယ်ဗျာ MVP က13650တဲ့ Oh my god ရောကြီး Legendary 1269စားပစ်684မီနီယာက2922ခါတဲ့ Oh my god ရောကြီးဘလူးမြတော့ဆော့ရအောင်ရောကြီးဆရာတကယ်ကြပါတယ်မိတ်ဖူလာကွာအဲ့လောက်ကြီးဆော့Triple K ကကြတော့11000ရှယ်40ခါဆိုလား Oh my god ဘလူးမြဆော့အောင်ကွာOh my god ရောင်ကြီးလက်ရှိ season win rate ကကြည့်ပါဦးကွာ96.96% တော့ Oh my god win rate 96% တော့ Oh my god ရောင်ကြီးဘယ်လိုများဆော့ရတာဟာတကယ်ဆရာကြပါကွာလောက်ကြီးရတော့တားကြမ်းလွန်သွားပြီကဲ Oh my god ရောင်ကြီးအဲ့ဒီလုံးလုံးပါလေကဲကိုကြမ်းတာပါဗျာတားကြမ်းလွန်သွားရလောက်ကြီးကြတော့တော်တော်ကိုကြမ်းနေပါသူတို့ဆော့ခတ်ကဒါတော့သူ့ရဲ့ပွဲတွေပါသူဆော့တဲ့ပွဲတွေပါ Oh my god ရောင်ကြီးVictory ဟာ MVP ရွှေဟာ Oh my god ဟာ MVP ရွှေ MVP ရွှေဟာ MVP ရွှေဦးနေ MVP ရွှေဦးနေပါဗျာ Oh my god Oh my god အခုမြင်နေရတဲ့လောက်ကိုသူ့မှာရှုံးပွဲရှိမထားသေးဘူးဗျဂျားထဲမှာရှုံးပါဒါပေမဲ့ဒီခုလက်ရှိမှာရှုံးမထားဘူးဗျ win rate ရက်ဆက်ပါ Oh my god MVP ရွှေဆိုမလို့ခြင်းအစိုးမြတကယ်ကိုတော်တဲ့ playerကျွန်တော်တို့အတူယူဖို့ဒါကောင်းတယ်ဗျအင်ဒိုနီးရှားဗျသူကတော့ Oh my god MVP ရွှေဆိုတော့ကြီးကတော့မလိုချင်အဆုံးပဲဗျတကယ်ကိုတော်တဲ့ပလီယာဗျတက်ကလည်းငငယ်လေးပဲရှိသေးရပဲကျွန်တော်သူ့ရဲ့ဝါရဲဝင်ကြည့်ထားသေးတယ်သူ့ရဲ့ favorite တွေဗျ Oh my god ခုစီစဉ်မှာဆိုတော့ Fisher Grand ချာကလောက် Oh my god ကရီ session Harry Oh my god ဟီရိုဆန်က1000ကျော်ကစားပွဲက1300ကျော် Oh my god အနိုင်ရရှိတော့98%ဟိုဂရန်ညာဆိုလဲအနိုင်ရရှိတော့98% Oh my god ကလောက်ကလည်း win rate က95.3တယ်ဗျာ Oh my god တကယ်ကိုတော်တဲ့ player ဗျအသက်ကလည်းငယ်လေးပဲရှိသေးတယ်ဆော့ရမ်းကျန်းတဲ့ player ပါဗျ Oh my god ဘလူးရမ်းတင်တာဗျာအိတ်ကောအိတ်လာမသိပါဘူးတကယ်ကျေရလဲ9000ကျော်ကြီးဗျာကြည်အောင်တကယ်ကိုတော်တဲ့ player channel hero တွေတိတ်ကြိုင်တာမတွေ့ရဘူးဗျာခုနကျွန်တော်ပြောတဲ့ Fisher Grand Harry ဗျတော်တော်များများသူကြိုင်တာတွေ့ရတယ်ဗျသူ့ရဲ့ favorite hero တွေပေါ့ဗျာနော်တကယ်ကိုကျန်းနေဗျသူ hero တွေကတော့ Oh my god ရောကြီးဒီထိတ်ဆုံးက3ခေါင်နဲ့တားကြိုင်နေသူကြိုင်တာအများဆုံးကတော့ Season ရှင်းလဲကြိုင်နေFisher Grand ကလောက်တားကြိုင်နေဗျကလောက်ပွဲက
900ကျော်ဗျဂရန်းချာတော့1000ကျော်ထင်တယ်ဗျခုနကျွန်တော်ကြည့်ရတော့ဆိုရင်တကယ်ကိုကောင်းတဲ့ပလေရဗျအင်ဒိုနီးရှားလန်နေပါဗျအလနစ်ကနာမည်ကတော့သူ့ favorite ဒီပြထားဗျမှာလက်ရှိအစဉ်ကြေး Oh my god 9000ကျော်အိုးဒါသူ့ရဲ့သူတင်ထားတဲ့ပုံလေးပေါ့ဗျနော်တကယ်ကိုတော်တဲ့ပလေရဗျအင်ဒိုနီးရှားကျွန်တော်မြန်မာပလေရရဲ့အတူယူတင်နေဗျ global number 1ပါဗျ Oh my god ဘယ်နှချိန်တော့သူရယူထားပြီလဲမသိဘူးဗျဒါပေမဲ့ကျွန်တော်အခုစီစဉ်မှာကျွန်တော်ကြည့်မိတာတော်တော်လေးချမ်းသာမယ်ပေါ့ဗျကားကြီးလည်းရှိတယ် global number 1ပါတယ်ဗျာတကယ်ကိုတော်တဲ့အသက်ကလည်းငယ်လေးပဲရှိသေးရဲ့ဗျ25 26ဝန်းကျင်ပဲဗျ Oh my god ရောင်ကြီးစကင်လေးရှိုးရောင်ကြီးနဲတာမဟုတ်ရှယ်ရီကြီးပဲကျုံးဗျာဗစ်တူရရမလို့ချင်းမအဆုံးရှိုး MPP 1949ကားလေကျုံးဗျာအခုစီစဉ်မှာပွဲစဉ်က9686ကောက် MPP 1900ကျော်ရထားဗျာတကယ်တော်တဲ့ player လေးပါလို့ကဲ number 1 player လေးကြောင်းအခုလောက်ပဲကြည့်အောင်လားကဲနောက်ဆက်ကြလဲကျွန်တော်ထပ်ပြီးတော့လေ့လာစရာလေးလေ့လာကြပါဗျာလားအခုတော့ဒီလောက်ပဲနော်